ပြန်ကြဖို့အတွက်ရင်ဘက်ကသက်ပြင်းတွေချလိုက်တဲ့ငယ်ချင်းရဲ့ကွယ်နေတဲ့မင်းရဲ့အသေးရဲ့ပြန်ဆက်ဖို့အရက်ခဲစိတ်လိုက်လေချစ်နဲ့ရဲ့ရှင်ကတွဲရဲဘာကိုရွေးမလဲချစ်တဲ့ငယ်ချင်းကြိုက်ကြရွေးကြိုက်တဲ့အတုံးအသေးကျွမ်းနာချင်းအတူတူပဲဒီမဲ့တငယ်ချင်းဝေမရှိရင်ပေါမဝင်အချစ်ကရာမထင်အချစ်ကိုမှငွေနဲ့မရောနိုင်ရက်ကိုပဲရေရောကောက်လိုက်ကွာဒီမှာတစ်ခွက်ချရော့ဒီမှာတစ်ခွက်ချအဲ့ဒီမှာတစ်ခွက်ချလိုက်ဒီငါပြဿနာရှာအောင်ကွာဟုတ်တယ်မတောက်နဲ့အခါတော့တောက်တယ်กูကတော့အမီးစားနေတယ်ဒီစားဘာမှမတောက်နော်ကြောက်နေရအေးငါဝိုးကြီးကိုဘကမှထားဟာမရိုင်းတာရင်ထဲမှာအများကြီးရှိတယ်အသေးလေးတွေပေးမယ်အသေးလေးတွေပေးမယ်အပွားအဲ့တော့ရေတောက်မှာပေါ့နော်ရေပဲတောက်အောင်ရေတောက်မယ်ဖုံးရောက်မယ်တော့ဖုံးရောက်မယ်ဒါလေးလဲထက်ကလေးတွေရမယ်ဆိုလို့ရှိရင်လည်းတစ်ချက်တော့ပြောပြငုံလှုပ်သွားတယ်နင်းသမီးကြိုက်တဲ့ပါဒါလေးတွေပေါ့လေဒါလေးတွေရောက်မယ်အလဲထက်ကလေးတွေပေါ့နော်နောက်ကပြေးနေရတော့အမပေါ့နောက်ကနေပြေးသွားနေတာသူဝေးကြလေးပါကိုရဝေးကြလေးပါဝေးကြလေးပါအဲ့ဒါဝေးကြရေချိုးခိုင်းရတာကိုချိုးမနဲ့အဲ့မှာကသူ့ရုံရောက်နေတာပါသူတိုက်ခန်းကိုရောက်နေတာပါတိုက်ခန်းကတော့ခဏလေးလောက်ရှိတယ်သူဝယ်ထားတာကတော့နဲဘူးပေးရတာဈေးကိုနဲတာမဟုတ်ဘူးလာနေရပဲရောက်မှမရောက်နင်းမောင်ရေချိုးတော့မှဆိုရအောင်ဘယ်ပြောင်းမှမသိဘူးမဲဝေးချော်နေလို့တဲ့မဲဝေးချော်တည့်ရတိုင်းမဲကဖင်လေးကျစေးလေအပြားတော့တယ်ဒီမှာတစ်ချက်ဒီဟာတဲ့ဒီတဲ့တုံသေးတယ်ဒီဟာကောင်းသွားဒီဟာမှတွဲရပြီးတော့တုတ်တာဇီးမောင်မခွာအေးဒီအကောင်လေးတည့်ရတာသူကကောင်လေးအမွှေးလုံးနဲ့ကောင်လေးလေဟွာတွေကဟွာကြီးတပင်နဲ့ကောင်တော့ကောင်ကလုံးသွားစိုက်တယ်ပြီးတော့အဲ့ဒီလိုပုတ်တက်ကလည်းနောက်ပြီးကြာမထူပါဘူးကောလို့ဆိုတင်သေးဘူးနဲ့တော့ကြံတယ်လိုက်တော့ညဒီတော့ခဏတည်းနဲ့ပြည့်ထုတ်တော့မလေးချင်းနေရှိုးရဲ့